ဂျပန်မျက်မမြင်စာဤရင်းနီးလမ်းညွှန်ဂျပန်မျက်မမြင်စာတွင်အခြေခံအခရာ46လုံးရှိသည်၎င်း46လုံးကိုဖော်ပြရာတွင်မျက်မမြင်စာရေးပေါင်းဤအကွက်တစ်ကွက်တွင်အခရာတစ်လုံးဟု၍ဖော်ပြသည်ထိုအခရာတစ်လုံးတွင်ဘီးကိုကိုစားပြုသောအပိုင်းနှင့်တရကိုကိုစားပြုသောအပိုင်းဟု၍နှစ်မျိုးရှိသည်တရကိုဖော်ပြရာတွင်မျက်မမြင်စာရေးပေါင်းဤအဆက်နံပါတ်1 2 4တို့ကိုအသုံးပြု၍ဘီးကိုဖော်ပြရာတွင်အဆက်နံပါတ်3 5 6တို့ကိုအသုံးပြုသည်ဂျပန်စာတွင်တရအခရာ5လုံးရှိသည်၎င်းတို့မှာအဣအအေအောဟူ၍ဖြစ်သည်ရေးပုံရေးနည်းအခရာကိုအဆက်နံပါတ်1ဣအခရာကိုအဆက်နံပါတ်1 2ဥအခရာကိုအဆက်နံပါတ်1 4အဲအခရာကိုအဆက်နံပါတ်1 2 4အိုအခရာကိုအဆက်နံပါတ်2 4တရစလုံးများတွင်ဘီးတံကိုဖြစ်ပေါ်စေသည့်စလုံးများထပ်ပေါင်းထည့်ခြင်းဥပမာတရတန်တွင်ဘီးတံ K ကိုဖြစ်ပေါ်စေသည်မှာအဆက်နံပါတ်6ဖြစ်သည်ခအခရာနှင့်စသောစလုံးများကိုခခိခုခေခော့ဟူ၍အတန်ထွက်ဖတ်မည်ရေးပုံရေးနည်းခအခရာသည်တရတန်ဖြစ်သည့်အဆက်နံပါတ်1နှင့်ဘီးတံဖြစ်သည့် K အဆက်နံပါတ်6ခိအခရာသည်တရတန်ဖြစ်သည့်ဣအဆက်နံပါတ်1 2ဘီးတံဖြစ်သည့် K အဆက်နံပါတ်6ခုအခရာသည်တရတန်ဖြစ်သည့်ဥအဆက်နံပါတ်1 4ဘီးတံဖြစ်သည့် K အဆက်နံပါတ်6ခေအခရာသည်တရတန်ဖြစ်သည့်အဆက်နံပါတ်1 2 4ဘီးတံဖြစ်သည့် K အဆက်နံပါတ်6ခော့အခရာသည်တရတန်ဖြစ်သည့်အဆက်နံပါတ်2 4ဘီးတံဖြစ်သည့် K အဆက်နံပါတ်6ထပ်၍ရှိသောဘီးတံတို့မှာအောက်ပါအတိုင်းဖြစ်သည်ဘီးတံ S သည်အဆက်နံပါတ်5 6ကိုအသုံးပြုမည်ဖြစ်သည်စအခရာနှင့်စသောဘီးတံစလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်စရှိစုဆေဆောရှိအခရာဤအတန်ထက်တွင်ဂရုပြုစေလိုပါသည်ဘီးတံထီသည်အဆက်နံပါတ်3 5တို့ကိုအသုံးပြုမည်ဖြစ်သည်ထအခရာနှင့်စသောစလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်ထချိ ツ、テ、
ထော့၎င်းစာကြောင်း၏ဒုတိယစာလုံးဖြစ်သောချိတတိယစာလုံးဖြစ်သောツဆိုသောစာလုံးများ၏အတန်ထွက်တွင်ဂရုပြုစေလိုပါသည်ပြည်တံ n သည်အဆက်နံပါတ်3ကိုအသုံးပြုမည်ဖြစ်သည်နအခရာနှင့်စသောစာလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်နနိနုနေနော့ပြည်တံ h သည်အဆက်နံပါတ်3 6ကိုအသုံးပြုမည်ဖြစ်သည်ဟအခရာနှင့်စသောစာလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်ဟဟိဟုဟေဟော့၎င်းစာကြောင်း၏တတိယစာလုံးဖြစ်သောဟုအခရာ၏အတန်ထွက်တွင်ဂရုပြုစေလိုပါသည်ပြည်တံ m သည်အဆက်နံပါတ်3 5 6ကိုအသုံးပြုမည်ဖြစ်သည်မအခရာနှင့်စသောစာလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်မမိမမေမော့ပြည်တံ r သည်အဆက်နံပါတ်5ကိုအသုံးပြုမည်ဖြစ်သည်လအခရာနှင့်စသောစာလုံးများကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်လနိနုဒေလော့ယခုအထိအသုံးပြုပြီးဖြစ်သောဥပဒေတာဖြင့်ကွဲပြား၍ရေးပုံရေးနည်းတည်တံ့ဖြစ်သောအခရာ6လုံးရှိသည်၎င်းတို့ကိုအောက်ပါအတိုင်းအတန်ထွက်ဖတ်မည်ယယုယော့ဝဝဟူ၍ဖြစ်သည်ယအခရာသည်အဆက်နံပါတ်3 4ယုအခရာသည်အဆက်နံပါတ်3 4 6ယော့အခရာသည်အဆက်နံပါတ်3 4 5ဝအခရာသည်အဆက်နံပါတ်3ဝအခရာသည်အဆက်နံပါတ်3 5အခရာသည်အဆက်နံပါတ်3 5 6ဟူ၍ဖြစ်သည်တရစလုံးများဖြစ်သောအဣဥအေအော့တွင်ရှိသောအော့အခရာနှင့်ပြည်တံစလုံးဖြစ်သောဝအခရာတို့မှာအတန်ထွက်အားဖြင့်စင်တူတရောင်ရှိတော်လဲရေးပုံရေးနည်းကွဲပြားသည်တရတန်ဖြစ်သောအော့ကိုဖော်ပြရာတွင်အင်္ဂလိပ်အခရာ O ကိုအသုံးပြု၍ပြည်တံဖြစ်သောဝကိုဖော်ပြရာတွင်အင်္ဂလိပ်အခရာ W O ကိုအသုံးပြုသည်တန်ပြက်အခရာနှင့်တန်ရှည်အခရာအကြောင်းလေ့လာခြင်းစကားလုံးတစ်ခုကိုရေးသားသည့်အခါ၎င်းစကားလုံးဖြင့်တွဲဖက်အသုံးပြုရသောတန်ပြက်အခရာနှင့်တန်ရှည်အခရာဟု၍ရှိသည်တန်ပြက်အခရာသည်အဆက်နံပါတ်2ကိုအသုံးပြုသည်ဥပမာစကားလုံးတစ်ခုဖြစ်သောခိတက်ဆိုသည့်ဂျပန်စကားလုံးဖြစ်သည်မြန်မာလိုတစိမ့်ကောင်းဟု၍အဓိပ္ပာယ်ရသည်၎င်းကိုမျက်မမြင်စာဖြင့်ရေးသည့်အခါပထမတစ်ခွက်တွင်အဆက်နံပါတ်1 2 6ဒုတိယတစ်ခွက်တွင်တန်ပြက်အခရာဖြစ်သော
အဆက်နံပါတ်2တတိယတစ်ခွက်တွင်အဆက်နံပါတ်1 2 3 4 5ဆိုသည့်စကားလုံးဖြစ်သည်တန်ရှည်အခရာကိုဖော်ပြသည့်အခါအဆက်နံပါတ်2 5ကိုအသုံးပြုသည်ဥပမာစကားလုံးတစ်ခုဖြင့်ဖော်ပြရလျင်လာမင်ဆိုသည့်ခောက်ဆွဲဟုအဓိပ္ပာယ်ရသောစကားလုံးဖြစ်သည်မျက်မမြင်စာဖြင့်ရေးလျင်ပထမတစ်ခွက်တွင်အဆက်နံပါတ်1 5ဒုတိယတစ်ခွက်တွင်တန်ရှည်အခရာဖြစ်သောအဆက်နံပါတ်2 5တတိယတစ်ခွက်တွင်အဆက်နံပါတ်1 2 3 4 5 6စတုထအကွက်တွင်အဆက်နံပါတ်3 5 6ဟူ၍ရေးသားဖော်ပြမည်ဖြစ်သည်အမှစ၍အခရာအထိပြန်လှန်လေ့ကျင့်ကဖတ်ကြည့်ရအောင်あいうえおかきくけこさしすせそたちつてとなにぬねのはひふへほまみむめもやゆよらりるれろわおんဂျပန်စာတွင်အခရာတစ်လုံးအတွက်အကွက်နှစ်ကွက်ကိုအသုံးပြု၍ရေးသားသောအခရာစလုံးများလည်းရှိသည်၎င်းတို့မှာခခိခုခေခောဟူသောအခရာစလုံးများ၏ရှေ့တွင်အဆက်နံပါတ်5ကိုထည့်သွင်းရေးခြင်းအပြင်ဂဂိဂုကေကောဟူသောအတန်ထွက်စလုံးများဖြစ်လာသည်ထိုနည်းတူစရှိစုဆေဆောဟူသောအတန်ထွက်စလုံးများ၏ရှေ့တွင်အဆက်နံပါတ်5ကိုထည့်သွင်းရေးခြင်းဖြင့်ဇဂျိဇုဇေဇောဟူ၍အတန်ထွက်များဖြစ်လာသည်ဆက်လက်၍ထချီသုတေထောဟူသောစလုံးများ၏ရှေ့တွင်အဆက်နံပါတ်5ကိုထည့်သွင်းရေးခြင်းဖြင့်ဒဂျိဇုတေတောဟူသောအခရာများဖြစ်လာသည်ဟာဟီဟုဟေဟောဟူသောစလုံးများ၏အရှေ့တွင်အဆက်နံပါတ်5ကိုထည့်သွင်းရေးခြင်းဖြင့်ဘာဘီဘဘေဘောဟူသောအခရာများဖြစ်လာသည်အထက်ဖော်ပြပါဇဂျိဇုဇေဇောလိုင်းတွင်ရှိသောဂျိဆိုသောအခရာနှင့်ဒဂျိဇုတေဒောလိုင်းတွင်ရှိသောဂျိဆိုသောအခရာနှလုံးမှာအတန်ထွက်အဖြစ်တူညီတော်လဲဇဂျိဇုဇ
ze zo အခရာလိုင်းဤကြီးကိုသာအသုံးများသည်ထိုနည်းတူစွာပင်ဇကြီးဇဇေဇောလိုင်းတွင်ရှိသောဇဆိုသည့်အခရာနှင့်ဒါကြီးဇဒေဒေါလိုင်းတွင်ရှိသောဇဆိုသောအခရာနှလုံးတို့သည်အတန်ထွက်အားဖြင့်တူညီတော်လဲဇကြီးဇဇေဇောလိုင်းတွင်ရှိသောဇဆိုသည့်အခရာကိုသာအသုံးများသည်ဆက်လက်၍အဆက်နံပါတ်6ဖြင့်တွဲဖက်အသုံးပြုရသောအခရာများလည်းရှိသည်၎င်းတို့မှာဟာဟိဖဟေဟောဆိုသောအခရာများ၏ရှေ့တွင်အဆက်နံပါတ်6ကိုထည့်သွင်းရေးခြင်းဖြင့်ဖဖိဖဖေဖောဟူသောအခရာများဖြစ်လာသည်ကအခရာမှာဖောအခရာမှာတဲ့ပြန်လည်လေ့ကျင့်ခန်းဖတ်ကြည့်ရအောင်がぎくげござじずぜぞだじずでどばびぶべぼぱぴぷぺぽဆက်လက်၍အဆက်နံပါတ်4ဖြင့်တွဲဖက်အသုံးပြုရသောအခရာများလည်းရှိသည်၎င်းတို့မှာခခုခောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်ခကျခောဟူသောအခရာများဖြစ်လာသည်စစုစောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်ရှရှုရှောဟူသောအခရာများဖြစ်လာသည်ထသုထောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်ချချွချောဟူသောအခရာများဖြစ်လာသည်နာနုနောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်ညနုညောဟူသောအခရာများဖြစ်လာသည်ဟာဟုဟောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်ဟျဟျဟျောဟူသောအခရာများဖြစ်လာသည်မမမောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်မြမြုမျောဟူသောအခရာများဖြစ်လာသည်လာလူလောအခရာများ၏ရှေ့တွင်အဆက်နံပါတ်4ကိုထည့်သွင်းရေးခြင်းဖြင့်လျလျုလျော့ဟူသောအခရာများဖြစ်လာသည်ချအခရာမှစ၍လျော့အခရာအထိပြန်လည်ဖတ်ကြည့်ရအောင်きゃきゅきょしゃしゅしょちゃちゅちょにゃにゅにょひゃひゅひょみゃみゅみょりゃりゅりょ
ဆက်လက်၍အဆက်နံပါတ်4 5ဖြင့်တွဲဖက်အသုံးပြုရသောအခရာများလည်းရှိသည်၎င်းတို့မှာအောက်ပါအတိုင်းဖြစ်သည်ဂဂုဂောမဂဂုဂောဇဇုဇောမဂျဂျုဂျောဒဇဒောမဂျဂျုဂျောဘဘဘောမဗျဗျုဗျောဇဇုဇောမှဖြစ်လာသောဂျဂျုဂျောနှင့်ဒဇဒောမှဖြစ်လာသောဂျဂျုဂျောတို့မှာအတန်ထွက်အားဖြင့်တူညီတော်လဲဇဇုဇောမှဖြစ်လာသောဂျဂျုဂျောဒါလျှင်အသုံးများသည်ဖြဖြူဖြောအခရာဤရေးပုံရေးနည်းဖဖဖောအခရာကိုရေးသည့်အခါပထမကွက်တွင်အဆက်နံပါတ်6ကိုရေးရမည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်၎င်းအဆက်နံပါတ်6၏နေရာတွင်အဆက်နံပါတ်4ကိုပါထည့်သွင်းဖြည့်စွက်ရေးသားခြင်းအပြင်အဆက်နံပါတ်46ဖြင့်ရေးရသောဖြဖြူဖြောအခရာများဖြစ်လာသည်ကြအခရာမှစ၍ဖြောအခရာမှတဲ့ပြန်လှန်လေ့ကျင့်ခန်းဖတ်ကြည့်ရအောင် ギャギュギョジャジュジョジャジュジョビャビュビョピャピュピョဆက်လက်၍ဂျပန်စာတွင်အသုံးပြုသောပုတ်ဖြတ်ပုံမှတ်တို့နှင့်ကွင်းဆက်ကွင်းပိတ်သင်္ကေတများအကြောင်းလေ့လာခြင်းပုတ်ဖြတ်ကိုအဆက်နံပါတ်56ဟူ၍၎င်းပုံမှတ်ကိုအဆက်နံပါတ်256ဟူ၍အသုံးပြုသည်ကွင်းဆက်ကွင်းပိတ်ကိုအဆက်နံပါတ်2356ဟူ၍အသုံးပြုပြီးနောက်တစ်မျိုးအနေဖြင့်အဆက်နံပါတ်36ဟူ၍လည်းအသုံးပြုသည်ကဏ္ဍအခရာများနှင့်ကဏ္ဍလက္ခဏာ၏ရေးပုံရေးနည်းမှာကမ္ဘာပေါ်ရှိအခြားမျက်မမြင်စာများနှင့်အတူတူပင်ဖြစ်သည်ဂျပန်စာကိုရေးသားသည့်အခါရေးပုံရေးနည်းအနေဖြင့်စာကြောင်းအတွင်း၌ကဏ္ဍအခရာကိုရေးသားလိုပါကရှေ့တွင်ရေးသားခဲ့သောစာလုံးနှင့်အကွက်တစ်ကွက်ခြား၍မိမိရေးသားလိုသောကဏ္ဍအခရာကိုကဏ္ဍလက္ခဏာထည့်၍ရေးသားရမည်ဖြစ်သည်ဆက်လက်ရေးရန်လိုအပ်သောစာလုံးကိုမူကဏ္ဍအခရာနှင့်ခွာ၍ရေးရန်မလိုပါဂျပန်စာရေးသားသည့်အခါစာကြောင်း၏အလယ်၌အင်္ဂလိပ်အခရာကိုဖော်ပြလိုပါကအကွက်ခြား၍အင်္ဂလိပ်အခရာဖြစ်ကြောင်းဖော်ပြသည့်အမှတ်အသားဖြစ်သောအဆက်နံပါတ်56ကိုရေး၍မိမိဖော်ပြလိုသောအင်္ဂလိပ်အခရာများကိုရေးသားရမည်ဖြစ်သည်ပြီးနောက်အကွက်ခြား၍ရေးရန်ရှိသောဂျပန်စာကိုဆက်လက်ရေးသားရမည်ဖြစ်သည်စာကြောင်းတွင်၌မိမိဖော်ပြထားသောအင်္ဂလိပ်စာလုံးများ၏ရှေ့စာလုံးတစ်လုံးတည်းကိုသာလျှင်စာလုံးအကြီးဖြင့်ရေးသားလိုပါကပထမဦးစွာအဆက်နံပါတ်56ထို့နောက်တစ်ကွက်တွင်အဆက်နံပါတ်6ပြီးနောက်မိမိဖော်ပြလိုသောအင်္ဂလိပ်စာလုံးများကိုဆက်လက်ဖော်ပြနိုင်သည်ဤသို့ရေးခြင်းဖြင့်မိမိဖော်ပြထားသောအင်္ဂလိပ်စာလုံးများ၏ရှေ့စာလုံးတစ်လုံးတည်းကိုသာလျှင်အကြီးလက္ခဏာဖြင့်ဖော်ပြကြောင်းဖြစ်စေသည်အကယ်၍မိမိကအ
ဖော်ပြထားသောအင်္ဂလိပ်စလုံးများအားလုံးကိုအကြီးလက္ခဏာဖြင့်ဖော်ပြလိုပါကပထမဦးစွာအဆက်နံပါတ်5 6ထို့နောက်တစ်ခွက်တွင်အဆက်နံပါတ်6ဆက်လက်၍နောက်တစ်ခွက်တွင်လည်းအဆက်နံပါတ်6ထို့နောက်မိမိဖော်ပြလိုသောအင်္ဂလိပ်အခရာများကိုဖော်ပြခြင်းဖြင့်ထိုစာလုံးများအားလုံးကိုအကြီးလက္ခဏာဖြင့်ဖော်ပြလိုကြောင်းဖြစ်ပေါ်စေသည်